ရုတ်တရက်ဆိုသလိုဘန်ကာတစ်ခုလုံးတိတိတတ်တုံခါလာခဲ့တယ်ခဏကြာမှတော့ငြိမ်သက်သွားပါတယ်စစ်ဗိုလ်ချုပ်ကတော့စိတ်မပူကြပါနဲ့ဒီဘန်ကာဟာကလတ်ကျဲတကုံရဲ့ရိုက်ခတ်မှုကိုတောင်ခံနိုင်ရရှိခဲ့တာပဲအခုလိုငလင်မျိုးကိုလည်းကြော်ဖြတ်နိုင်ပါတယ်လို့အားလုံးကိုပြောလိုက်တယ်အဲ့ဒီနောက်မှာတော့အဲလီဆန်ကသူတို့စီကိုရောက်လာတဲ့အရေးပေါ်အကူအညီတောင်းခန်းစာ distress signal အကြောင်းကိုမေးမြန်းနေတယ်ဒါပေမဲ့အဲဒမ်ကတော့သူတို့ဘက်မှာလူအပြည့်ထင်နေပြီမို့လို့ဘယ်သူ့ကိုမှထပ်လက်ခံလို့မရတော့ကြောင်းပြောပါတယ်ဒါပေမဲ့အဲလီဆန်ကတော့အကူအညီတောင်းနေသူတွေကိုပြစ်မထားချင်တာကြောင့်ဒီကိစ္စကိုမဲခွဲဆုံးဖြတ်ဖို့တောင်းဆိုခဲ့တယ်မဲအများစုကတော့ကယ်ဆယ်ဖို့ဘက်ကပါတာကြောင့်မနက်ဖြန်မှာကယ်ဆယ်ရေးအဖွဲ့ဆင့်လွတ်မယ်လို့ဗိုလ်ချုပ်ကဆုံးဖြတ်လိုက်တယ်အဲလီဆန်နဲ့ဂျွန်တို့ရဲ့တာလီနေတန်ကတော့ဘန်ကာထဲမှာပဲကြောင်းတက်နေရပါတယ်တာလီနေတန်ကကျယ်ရီအကြောင်းကိုစိတ်ဝင်စားလာခဲ့တယ်ကျယ်တကုံရဲ့စမာလုခွဲအပိုင်းစားတချို့ဟာကမ္ဘာဆွဲငင်အားနဲပေထဲမှာပိတ်မိနေစေဖြစ်ပြီးကမ္ဘာကြီးရဲ့ဘေးပတ်လည်မှာကွမ်းပုံစံမျိုးဖြစ်ပေါ်နေတယ်လို့ဆီယာမကရှင်းပြခဲ့တယ်တစ်ဖက်မှာလည်းဂျွန်ကသူ့တငယ်ချင်းနဲ့အတူရေပိုက်လိုင်းစနစ်ကိုပြုပြင်နေပါတယ်သူတို့ပိုက်လိုင်းကိုအောင်အောင်မြင်မြင်ပြင်နိုင်ခဲ့တဲ့အတွက်အရန်ကိုဝမ်းသာနေကြတယ်အဲလီဆန်နဲ့တာလီတို့ဟာလူလူခန်းမှာကိုရောက်လာပြီးဂျွန်နဲ့တွေ့ဆုံကြတယ်ဂျွန်ကသူ့တင်းဘောပေါ်မှာတွေ့ခဲ့တဲ့ပန်းလေးကိုဇနီးတီသူကိုပေးလိုက်တယ်အဲလီဆန်ကတော့ဂျွန်ကင်းထောက်ထွက်နေရတာကြောင့်ရေဒီယိုတက်တိကြွမှုတွေထိတွေ့မိမှာကိုစိုးရိမ်နေပေမဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက်တော့ဂျေဇုစကားပြောခဲ့တယ်အဲ့ဒီနောက်သူတို့သားဖားတွေစကားပြောထိကြပြီးနေသန်တယောက်အပြင်ကိုခိုးထွက်ခဲ့ကြောင်းအဲလီဆန်ကပြောပြလိုက်တယ်ဖခင်ထစ်သူဂျွန်ကအပြင်ဘက်မှာမလုံခြုံတဲ့အကြောင်းပြောပြီးဆိုပေမဲ့သားထစ်သူကအပြင်ထွက်ဖို့ခွင့်ပြုချက်တောင်းတဲ့အခါစိတ်အနှောက်အယှက်ဖြစ်သွားရတယ်အဲလီဆန်ကတော့တာလီဟာသူ့အဖေနဲ့တစ်ထပ်ထဲတူနေပြီထိကြောင်းအပြင်မှာမလုံခြုံမန်းတည့်ရက်နဲ့အမြဲအပြင်ထွက်ချင်နေကြောင်းပြောရင်းသူတို့မိသားစုညလီကိုအတူတူဖြစ်တန်းလိုက်ကြတယ်သူတို့ဇနီးမောင်နှံခဏလောက်ကရတော့တားလိမ့်နေတန်ကတော့ကြဲကြီးဖို့အပြင်းထွက်သွားခဲ့တယ်။သူကစောင်းထဲမှာအပေါက်လေးတွေဖောက်ပြီးကြေတာရပုံစံလေးတွေလှုပ်ထားတာပါ။နောက်တနေ့မနေ့မှာတော့ကယ်ဆယ်ရေးအဖွဲ့ဟာတာဝန်နဲ့အပြင်ထွက်သွားခဲ့ပြီးခေါင်းဆောင်တွေနဲ့စစ်တပ်ကစောင့်ကြည့်စစ်ဆေးနေပါတယ်။သူတို့တွေလူတွေကိုအောင်အောင်မြင်မြင်ကယ်တင်နိုင်ခဲ့ပြီးစခန်းကိုပြန်လာနေကြပြီ။ဂျွန်အလက်ဆန်တဲ့အခါသူ့တငယ်ချင်းကစိုးရိမ်နေတာကိုတွေ့လိုက်ရတယ်။နေရာမှာအကြောင်းကြီးဖြစ်နေတာကိုသူတွေ့လိုက်ရတာပါ။တစ်ဖက်မှာလည်းကယ်ဆယ်ရေးအဖွဲ့ကနောက်ထပ်လူတွေပိတ်မိနေတဲ့ဒုတိယနေရာကိုတွားဖို့ခွင့်တောင်းနေပါတယ်။အဲဒမ်ကတော့လူထက်လက်ခံဖို့မဖြစ်နိုင်တော့ဘူးလို့ပြောပါတယ်။အဲလီဆန်ကဒီကိစ္စကိုထပ်ပြီးဆွေးနွေးချင်းပေမဲ့ရုတ်တရက်ဆိုသလိုကယ်ဆယ်ရေးအဖွဲ့နဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။စခန်းကြီးကလည်းပြင်းထန်စွာတုန်ခါလာပြီးမီးတွေပြတ်သွားပါတော့တယ်။စခန်းနေရန်ဒီအကွဲလာပြီးအကုန်လုံးဟာပြိုကျပျက်စီးနေတဲ့စခန်းထဲမှာအသက်ရှင်ဖို့အတွက်အတင်းယုံကန်ဆုတ်ကိုက်ခါကြရတယ်။ငလင်းရက်သွားတဲ့အခါဂျွန်ကသူ့တငယ်ချင်းအကူအညီနဲ့ပြန်ထလာနိုင်ခဲ့တယ်။သူ့အရင်ဆုံးဇနီးထစ်သူစီပြေးသွားပြီးကူညီပေးခဲ့တယ်။ကံကောင်းစွာနဲ့သူမအဆင်ပြေပါတယ်။အဲဒီနောက်တားထစ်သူကိုကယ်ဖို့ပြေးကြတဲ့အခါတားလေးကလည်းမျက်နှာဖုံးလေးနဲ့အဆင်သင့်ရှိနေတာကိုတွေ့ရတယ်။တားလေးမှာစီးကျူယောဂရှိတာကြောင့်အရေးကြီးတာတွေနဲ့အတူအင်ဆူလင်ဆေးတွေကိုပါထည့်ဖို့သူတို့ခိုင်းလိုက်ရတယ်။ဂျွန်ကမျက်နှာဖုံးတချို့ကိုအမြန်သွားယူခဲ့တယ်။မျက်နှာဖုံးတွေကပ်ပြီးစခန်းကနေထွက်ဖို့ကြိုးစားပြီးပဲထွက်ပေါက်မှာတော့လွတ်မြောက်ဖို့ကြိုးစားနေတဲ့လူတွေနဲ့ပြည့်နှံ့နေပါပြီ။ဂျွန်ကသူတို့ကိုနောက်ထပ်ထွက်ပေါက်တစ်ခုစီခေါ်သွားပြီးပဲအဲ့ဒီနေရာကပြိုကျနေပါပြီ။ဒါပေမဲ့ကွန်ကရစ်တုံးတွေအောက်ကနေသူတို့ဘလို့ဖြစ်ဖြစ်အတင်းတိုးထွက်ခဲ့ကြတယ်။သူတကားဖွင့်လိုက်တဲ့အချိန်မှာထက်ပြီးတုံးခါလာပြန်တယ်။အပေါ်ကပြိုမကျလာခင်သူတို့အမြန်ပြေးထွက်ခဲ့ကြရတယ်။အပြင်ဘက်မှာတော့လူတွေဟာပင်လေဘက်ကိုအလူရက်ပြေးနေကြတယ်။ခဏလောက်တားလေးနဲ့လူကွဲသွားခဲ့ပြီမဲ့ဒေါက်တာအာမီနာကိုကူညီပေးနေတဲ့တားလေးကိုပြန်တွေ့ခဲ့တယ်။အဲ့ဒီနောက်သူတို့ပင်လေဘက်ကိုဆက်သွားခဲ့ကြတယ်။ကမ်းခြေမှာတော့အသက်ကယ်လေးတဲ့ဝင်ဖို့ကြိုးစားနေတဲ့လူတွေနဲ့ပြည်နေပါပြီ။လူတချို့ကအဲဒါမြက်မျက်နှာဖုံးကိုလွတ်ဖို့ကြိုးစားနေတာတွေ့တော့သူတို့သွားကူညီပေးခဲ့တယ်။အဲ့ဒီရုံရင်ဆန်ခတ်ကြမှာဂျွန်ရဲ့မျက်နှာဖုံးကိုတယောက်ယောက်ကခိုးသွားခဲ့ပါတယ်။သူတို့တွေအဲ့ဒီကနေလွတ်အောင်ပြေးရင်းအဖွင့်သားဖြစ်နေတဲ့အသက်ကယ်လေးတစ်စီးကိုတွေ့ပြီးအမြန်ဝင်ခဲ့ကြတယ်။လူထပ်ဝင်ဖို့ကြိုးစားနေပေမဲ့လူပြည့်နေတာကြောင့်တကားကိုပိတ်လိုက်ရတယ်။မောင်းနေသူကလေကိုစတင်မောင်းထွက်ခဲ့ပြီးကမ်းခြေကနေထွက်လာခဲ့ကြတယ်။ရုတ်တရက်ဆိုသလိုအေးအားမှာလိုင်းလုံးကြီးတစ်ခုလာနေတာကိုသတိပြုမိပြီးသူတို့တွေအားတင်းထားလိုက်ကြတယ်။ဆူနာမီလိုင်းကြီးကကမ်းခြေမှာရှိနေတဲ့လူအားလုံးကိုတိုက်စားသွားပြီမဲ့သူတို့ကတော့လေပေါ်မှာမို့လို့ကန်ကောင်းစွာနဲ့လွတ်မြောက်ခဲ့ပါတယ်။အခုသူတို့ဘယ်သွားမလဲဆိုတာကိုဆုံးဖြတ်ရတော့မယ်။သူတို့မှာရီကာကတပတ်စာပဲရှိတာကြောင့်အင်္ဂလန်ဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ရေဒီယိုတက်တီမှုနီးနီးနဲနေတာကိုဂျွန်ကသတိပြုမိတာကြောင့်မျက်နှာဖုံးတွေကိုချက်လိုက်ကြတယ်။ရနေငယ်ကြားတဲ့အခါလေကဆက်ချုပ်ယွင်းလာခဲ့တယ်။ဒါပေမဲ့အင်ဂျင်နီယာတယောက်ဖြစ်တဲ့ဂျွန်ကလေကိုပြင်းနိုင်ခဲ့တယ်။ညရောက်တဲ့အခါနေတန်ကညကောင်းကင်ရောင်ကိုကြည့်ပြီးဖြောနေခဲ့တယ်။ကမ္ဘာပတ်လွယ်မှာပိတ်မိနေတဲ့ကျဲတငွန်းအပိုက်စားတွေကိုသူတို့ညင်နေကြပါတယ်။နေတန်ကကျောင်းမှာသင်ခဲ့ရတဲ့ကျဲတွေအကြောင်းကိုသူ့အဖေကိုပြနေတော့မှလည်းကောင်းကင်ကနေဥကာခဲတစ်ခုရုတ်တရက်ဆိုသလိုကြာလာပါတော့တယ်။